ကောမောက်ခေရုပ်ရှင်ဇာတ်ကားကြီးမှာကိကစ်နဲ့ဖူဖီတို့ညီမနှစ်ယောက်လုံးကိုအတူတွဲမြင်တွေ့ရတော့မှာလားမြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးညီမဖြစ်တဲ့ကိကစ်နဲ့ဖူဖီတို့ကိုပရိသတ်တွေကရုပ်ရှင်တစ်ခုထဲမှာအတူတွဲပြီးမြင်တွေ့ရခြင်းမရှိသေးတာပဲဖြစ်ပါတယ်။အကြောင်းကတော့မင်းသမီးနှစ်လက်စလုံးဟာမြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတွေဖြစ်ကြပြီးတော့သူတို့ရဲ့အမှုပညာကြီးကလည်းသိန်းထောင်ချီရှိတာကြောင့်ဖြစ်ပါတယ်။ဒီလိုမင်းသမီးနှစ်လက်လုံးကိုရုပ်ရှင်တကားထဲမှာတွဲထည့်ဖို့တန်းနိုင်တဲ့ပရိုဂျူဆာကအလွန်ရှားတဲ့အတွက်ပရိသတ်တွေအနေနဲ့ဒီညီမနှစ်ဦးကိုရုပ်ရှင်တကားထဲမှာတွဲမြင်ရဖို့ခဲရင်နေကြရတာပဲဖြစ်ပါတယ်။လက်ရှိမြန်မာနိုင်ငံရုပ်ရှင်လောကမှာတန်ကြီးအမြင့်ဆုံးနဲ့ငွေကြီးအများအပြားသုံးဆွဲကရိုက်ကူးသွားမဲ့ကုန်းအောင်ခေရုပ်ရှင်ဇာတ်ကားကြီးမှာတော့ကိကစ်နဲ့ဖူဖီတို့ညီမနှစ်ဦးကိုတွဲမြင်ရဖို့အခွင့်အရေးကများပြားနေတာဖြစ်ပါတယ်။ကိကစ်ကတော့မဲနုနေရာကနေပါဝင်မယ်ဆိုကအတီးပြူထားခဲ့ပြီးဖူဖီကတော့စူပြားလက်နေရာကနေပါဝင်လာဖို့ပရိသတ်တွေကမျှော်လင့်နေကြတာပါ။ညီမနှစ်ယောက်လုံးမိဖုရားကောင်းကြီးတွေအဖြစ်သာပွဲထွက်လာခဲ့ရင်တော့တကယ်ကိုပရိသတ်တွေအတွက်စိတ်ကြည်နမ်းမှုအများကြီးပေးနိုင်မှာအသေးချပါပဲနော်။အခုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ရောကိကစ်နဲ့ဖူဖီတို့ညီမနှစ်ယောက်လုံးကိုမိဖုရားကောင်းကြီးတွေအဖြစ်မြင်ကြလားဆိုတာကွန်မန့်မှာပြောပြပေးခဲ့ကြပါအောင်ရှင်။